ယခုဖျားဘူးသွားသူတော်ကောင်းများဗုဒ္ဓဂယာမြင်းမြတ်မဟာသို့ရောက်ရှိနေကြပါပြီယခုမြင်တွေ့နေရတဲ့ဇေဒီတော်ကြီးကတော့အလွန်ကြီးကျယ်ခမ်းနားလာတဲ့မဟာဗောဓိဇေဒီတော်မြတ်ကြီးဖြစ်ပါတယ်ဒီမဟာဗောဓိဇေဒီတော်မြတ်ကြီးရဲ့ပထမဆုံးအလှူရှင်ကတော့တိရိဓမ္မတောကမင်းကြီးဖြစ်ပါတယ်ဇေဒီတော်ကြီးရဲ့နယံကပ်တိုင်မှုတ်တွေမှာဗုဒ္ဓရုပ်ပွားတော်များထားရှိပြီးအစာအုပ်ရဲ့လေးမျက်နှာနိုင်ငံမှာကလဲကုန်းပုံသဏ္ဍာန်ဇံပြန်ရတိပုံများနဲ့စမ်းကြယ်စွာထုလုပ်ပူဇော်ထားပါတယ်မြန်မာတက္ကရာ1239ခုနှစ်မှာအိန္ဒိယနိုင်ငံကာလကတ္တာမြို့မှာနန်းဆိုင်နေထိုင်တဲ့ဝိတိုရိယဘုရင်မကြီးကပျက်စီးနေတဲ့ဇေဒီတော်ကြီးကိုဆက်လက်ပြုပြင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခေတ်ဆက်ဆက်ဗုဒ္ဓဘာသာဝင်တို့ကပြုပြင်ခဲ့ကြတာပဲဖြစ်ပါတယ်နမော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 ပကဝတောဗုဒ္ဓမြတ်သောပူဇေမိနမောနမောအရဟတောဗုဒ္ဓမြတ်သောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတိမြင်တော်မူသောလောကဝိတုညီပေ၏နမော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 အခုဖူးတွေ့နေရတဲ့ရုပ်ပွားတော်ကြီးဟာဆိုရင်ဘယ်သူနဲ့မှမတူတဲ့ international image လို့ခေါ်ဆိုနိုင်တဲ့ရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်အခုဖျားဖူးသူတော်စင်များရောက်ရှိနေတဲ့နေရာကတော့မြတ်စွာဘုရားရှင်တပ်ပြုညုတဉာဏ်ကိုရရှိတော်မူပြီးဖျားဖြစ်ကိုရောက်ရှိတော်မူရာဘောဓိပင်နဲ့ရွှေပလင်ဖြစ်ပါတယ်ပလင်ကတတ္တဟကိုပထမတတ္တဟလို့လည်းခေါ်ဆိုကြပါတယ်ဖျားလောင်းတော်ဟာသူဇာတာလှူဒန်းနဲ့ကနာလူစွန်းကိုဖုံးပေးသုံးဆောင်တော်မူပြီးတဲ့နောက်ညနေစီစာချိန်မှာမဟာဘောဓိပင်ကိုကြွရောက်တော်မူခဲ့ပါတယ်မျက်ရည်သမားသုဋ္ဌိယလှူဒန်းနဲ့မျက်ရှိစုပ်ကိုအလှခံလျက်ဘောဓိပင်ရဲ့အရှိဘက်မှာကျဲဖြန့်တော်မူခဲ့ရာယခုမြင်တွေ့ရတဲ့အပရာဇိတပလင်တော်ကြီးပေါ်ပေါက်ခဲ့ပါတယ်။ဖျားလောင်းတော်ဟာအဲ့ဒီပလင်တော်ထက်မှာထက်ဝယ်ဖွဲ့ခွေထိုင်တော်မူလျက်ဖျားမဖြစ်မချင်းထိုင်ရမှမထားလို့အဋိဋ္ဌံပြုခဲ့ပါတယ်။မာနသားသည်အလောင်းတော်မြတ်အားဖျားမဖြစ်စေရန်တိုက်ခိုက်ဖျက်ဆီးတော်လေနေမဝေမီအချိန်မှာမန္နတ်ကိုအောင်မြင်တော်မူခဲ့ပါတယ်။ဖျားလောင်းတော်ကမန္နတ်အားအောင်မြင်တော်မူသည်ကိုတွေ့မြင်ရတဲ့အတွက်နဂါမင်းဂလုံမင်းနတ်မင်းနဲ့ဗြဟ္မာမင်းတို့သည်ဇယောဟိဗုဒ္ဓတ္တသီရိမတောအယံစသည့်ဂါထာတော်များဖြင့်ထောပနာဟစ်ကျွေးကပန်းနတာတို့ဖြင့်ပူဇော်ခဲ့ကြပါတယ်။ဒါကြောင့်ဒီနေရာဟာဖျားရှင်စူစူတို့ရဲ့ပွင့်တော်မူရာအောင်မြေဌာနဖြစ်တဲ့အတွက်တန်ဝေစနိယဌာနနဲ့အာဝိဇဂိတဌာနနှမျိုးစလုံးပါဝင်တဲ့နေရာပဲဖြစ်ပါတယ်။မဟာဗောဓိပင်ဟာမြတ်စွာဘုရားရှင်ရဲ့ဖွားဘက်တော်လည်းဖြစ်ပြီးပရိဘောဂဇေဒီတော်ကြီးလည်းဖြစ်ပါတယ်။ဘုရားသာသနာစီရတေတ္တဘုရားသာသနာစီရတေတ္တဘုရားသာသနာစီရတေတ္တသာဓုသာဓုသာဓ
ဖူးမြော်နေရတဲ့နေရာကတော့အာနိမိတ်တတတ္တဟခေါ်ဒုတိယတတ္တဟဖြစ်ပါတယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ဟာရပ်တော်မူလျက်ဘောဓိပင်နဲ့ရွှေပလင်ကိုမမိတ်သောမျက်စိနဲ့ကြည်ပြီးတော့ခုနှစ်ရက်ပတ်လုံးဖလားသမဘတ်ကိုဝင်စားတော်မူခဲ့ခြင်းဖြစ်ပါတယ်ရှိဝိညာဘောဓိအနိမိတ်တာအလဲစံကြာလာကျွာတခါအကွာအခုမြင်တွေ့ရတဲ့နေရာကတော့တတ္တိယမြောက်တတ္တဟဖြစ်ပါတယ်အပရာဇိတာပလင်တော်နဲ့အာနိမိတ်တာအကြားအရှိအနောက်ယရနာစည်းညံတော်ကိုဖန်ဆင်းကခုနှစ်ရက်တိုင်းတိုင်းစည်းညံကြွား၍ဖလားသမဘတ်ကိုဝင်စားတော်မူခဲ့ပါတယ်တတိယတတ္တဟဆံရေမစိတ်ကြံနေထံနေညအမှန်ဆွဲမှဧကံရှိခိုးကဘုလိုလျံကိန်းပြောရာတတ္တဌာနာဇာအခုရောက်ရှိဖူးမြော်နေတဲ့နေရာကတော့စတုထတတ္တဟဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့အနောက်မြောက်အရက်နတ်တို့ဖန်ဆင်းအပ်သောယရနာကရရွှေရင်တော်မှာမြတ်စွာဘုရားသည်ဖလားသမဘတ်ချမ်းသာကိုခုနှစ်ရက်ပတ်လုံးခံစားရင်းအဘိဓမ္မာခုနှစ်ကျမ်းကိုရွှေဉဏ်တော်ဖြင့်ဆင်ခြင်သုံးသပ်တော်မူခဲ့ပါတယ်ပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်သုံးသပ်တော်မူတဲ့အခါမြတ်စွာဘုရားသခင်ကိုတော်မှာရောင်ကြီးတော်6တွေပေါ်ထွန်းတော်မူခဲ့ပါတယ်နော်ဓမ္မလင်္ကာဆက်လို့ဓမ္မကျမ်းဒီ6ကျမ်းကိုသင်ပြသုံးသက်တဲ့အခါမှာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့သုံးတရားတော်ပြကြမှုဘာမှဖြစ်မလာဘူးတဲ့နောက်ဆုံးဖြစ်တဲ့ပဋ္ဌာန်းကျမ်းတော်ကြီးကိုသင်ပြသုံးသက်တဲ့ခါကြမှာနော်ပဋ္ဌာန်းကျမ်းဆိုတာကအင်မတန်မှခက်ခဲနေတယ်သိစမ်းတယ်အဲ့တော့ကြောင့်မျိုးနဲ့ဟောထားတဲ့စိတ်မှာ6ပါးတော့ရှောင်းကြည့်တော်တွေကိုမျိုးပြီးတော့ထွက်ပေါ်လာခဲ့တဲ့နေရာဖြစ်ပါတယ်နော်အခုသွားရောက်ဖူးမြော်နေတဲ့နေရာကတော့